Jaya la mandi no, adan jaya la. Kurimari like no, so the tell you adan maja usulo. Kurimari jaya bila no. Jaya so in the other chessy won't be manja about one like Kurimari. Like my dear chessy, then jaya la look the other chessy won't be got maybe no. Adan jaya la jaya was a hookah, we can a little sound no, you know. So got a good Mari, which cannot be sound like no. Cái người mà đi xa lại jam nó, biến sam, anh lưu phía lại, hậu đầu nó lâu cả, siêu toa mà chỉ là cho nó cũng biến nhau nữa, số tiền hậu đầu người mà trái bảo vì, ok bảo vậy, trái là số quan ta bảo đấy, trái bảo vì xe, trái bảo vì, ok bảo trái là tôi đều chơi gì mà tham gia nó, ở chỗ thì mà cái cho nó xếp bỏ nó, thì tông long biến toa mà xếp biến toa mà người mà đi cả, ngay không ye cháo cái nên tông long bao nó cho nó lúc bảo lưu ra lại rồi, người mà đi xếp lưu ra rồi xếp được bao số đó. 85လို့ထွက်တယ်6ရက်2ရက်8ရက်ကနန်း3လုံးပေါင်းတော့6ရက်လို့ဖြစ်တော့6တပြားဆိုတော့26လို့ထွက်တယ်2ရက်4ရက်9ရက်2 4 9ပေါ့ကနန်း3လုံးပေါင်းတော့9ရက်လို့ဖြစ်တော့အဲ့ဒီ9တပြားဒီမပြောင်းနဲ့ဆိုတော့ကိုဒီမှာဒီမှာကျွန်တော်တို့က50 15လို့ထွက်တယ်ဒါဆိုရင်ဒီက2ရက်2ရက်4ရက်ပေါ့3လုံးပေါင်း8ဖြစ်တော့8မပြောင်းနဲ့38ဒီမှာပိတ်ပွဲဖြစ်တယ်ဒီမှာပိတ်ပွဲဖြစ်တယ်ယူလို့မရဘူးအဲ့တော့နောက်တစ်ပင်ကိုသွားမယ်ဒီ3လုံးပေါင်းတာပေါ့နော်9ရက်ဒီ3ညရဲ့3လုံးပေါင်းချင်းဒီ9 3ည3လုံးပေါင်းချင်း3ညဖြစ်တော့3ညတစ်လုံးဒီမပြောက်ရအောင်ဆိုကျွန်တော်3ညဘူးလို့ထွက်ပါတယ်တဲ့အဲ့တော့1ရက်ဒီက3ရက်ဒီ3ညရဲ့ပေါ့1 3 3ညခဏန်း3လုံးပေါင်းချင်းအကိုဒီမတွေဘာလို့ပြန်ရလဲတစ်ချက်ကြည့်ပါ4ရက်လို့ဖြစ်တော့4တစ်လုံးဒီမပြောင်းနဲ့54လို့ထွက်တယ်ဒီပွဲမှာပိတ်ပွဲเนาะဒါဆိုရင်ဒီကိုပြန်သွားမယ်9ရက်9ရက်6ရက်3လုံးပေါင်းချင်းဒီ3ညဖြစ်တော့3ညတစ်လုံးဒီမပြောင်းနဲ့တဲ့ကျွန်တော်တို့ကဒီမှာ320လို့ထွက်တယ်เนาะမပြောက်ပတ်ဒီဒါဆိုကျွန်တော်တို့ဒီဘက်မှာကပြန်သွားလိုက်မယ်နော်ခတ်တော့ခရီးသွားခြင်းလို့ကိုရင်းမှဒီမှာပြန်ကြည့်မယ်နော်ဒီ3လုံးပေါင်းချင်းဒီ3ညရေလို့ဖြစ်တော့ကျွန်တော်3ညတစ်လုံးဒီမပြောက်ရဘူး2 6နဲ့3လုံးပေါင်းချင်း3ညဖြစ်တော့3ညလုံးပြောင်းနဲ့40လို့ထွက်တယ်မနက်ဖြန်မှာကျွန်တော်တို့ခဏန်းကတော့9ခွက်ထိုးပါမယ်ကိုရင်းမှအဲ့ထဲမှာကျွန်တော်တင်းခွက်ကောင်းလေးတွေရှိတယ်ကိုရင်းမှကျွန်တော်သေချာပြခဲ့မယ်ကိုရင်းမှနော်တခါတည်းပြမှာကိုရင်းမှကျွန်တော်တခါတည်းပြမှာကိုရင်းမှနော်တခါတည်းဒီမလိုင်းပုံမပြခဲ့မှာအဲ့တော့ကျွန်တော်တစ်ချက်ထပ်ပြမယ်ဒီမှာကဒီက2ရက်4ရက်2ရက်3လုံးပေါင်းတာ2 4 2 3လုံးပေါင်း8ဖြစ်တော့8ဒီမပြောက်ပတ်သည်ကိုဒီမိုက်ဒါကတော့တစ်ချက်ပေါ့နော်အဲ့တော့ဒီကခွန်ရက်9ရက်ဆိုတော့ဗရိတ်6နဲ့ဒီ9အပိတ်နဲ့ပေါင်းပါ6 5ပေါင်းချင်းဒီ1ရက်လို့ဖြစ်ပြီးတော့1ဒီမပြောက်ရဘူးဆိုတော့61လို့ထွက်ပါတယ်တဲ့ဗရိတ်3နဲ့9အပိတ်နဲ့ပေါင်းတာ8ရက်လို့ဖြစ်တော့ကျွန်တော်တို့8တလုံးဒီမပြောက်ရဘူးဆိုဒီမှာ85လို့ထွက်တယ်နော်ကိုဒီမိုက်မြင်ရလားတွေ့ရလားမသိဘူးနော်85လို့ထွက်တယ်ဒါဆိုရင်နောက်တစ်ပင်ကိုသွားတော့ဒီကခွန်ရယ်9ရယ်ဒီက9ရယ်ပေါ့သုံးလုံးပေါင်းချင်းဒီ1ရယ်လို့ဖြစ်တယ်ကျွန်တော်တို့1တပြားဒီမပြောက်ရအောင်ဆိုတော့ကိုကိုမရဒီမှာကျွန်တော်တို့51ပေါ့နော်5 1လို့ထွက်ပါတယ်အဲ့တော့နောက်တစ်ပင်ကိုသွားမယ်ကိုဒီမရဒီကကျွန်တော်တို့4 6က8ကပေါင်းတာ4 4ကို3ညနဲ့ပေါင်းတာ4ဖြစ်တော့4မပြောက်နဲ့34အဲ့တော့ဒီ3လုံးတစ်ခါပြန်ပေါင်းမယ်1ကဒီကဗရိတ်1နဲ့4နဲ့ပေါင်းတာ5ဖြစ်တော့9တပြားမပြောင်းနဲ့ကျွန်တော်တို့59လို့ထွက်ပါတယ်တဲ့ကိုမမြင်ရလားတွေ့ရလားနော်ဒါကတော့တပတ်စာလိုက်ပေါ့နော်တပတ်စာသူကမပြောက်ပတ်သီးတွေကိုပြပေးတာကိုရင်းမတွေအဲ့တော့နောက်တစ်ပင်ကိုတော့ကျွန်တော်ဒီကနေပဲပြန်ပြပေးမယ်နော်ကြော်လိုက်တော့မယ်လေကောင်မပြရည်အများကြီးကြံသေးလို့ဒီနှလုံးပေါင်းချင်းဒီ1ကိုဒီ3ညနဲ့ပေါင်းချင်းဒီ1ဖြစ်တော့အဲ့ဒီ1တပြားဒီမပြောင်းလို့ကျွန်တော်19လို့ထွက်ပါတယ်အဲ့တော့နောက်တစ်ပင်ကိုကျွန်တော်တစ်ချက်ဆက်ပြီးတော့သွားပြမယ်နော်ကိုရင်းမတွေမြင်ရလားတွေ့ရလား share လို့ရရင်တယောက်တစ်ချက်စီ share ထားလိုက်လက်မလေးတွေနှိပ်သွားပေးပါအောင်ဗျာနော်ရှင်းရတဲ့အမျိုးတွေအဲ့တော့ဒီမှာကကျွန်တော်တို့ဗရိတ်30နဲ့ဒီကဘာနဲ့ပေါင်းမှလဲဆိုရင်ကျွန်တော်တို့8နဲ့ပေါင်းတော့အဲ့ဒီ8တပြားဒီမပြောက်ရဘူးတဲ့ဒါကတော့ပွဲတွင်ပေါ့နော်ပွဲတွင်လို့မှတ်ထားပွဲတွင်မပြောက်တာနော်အဲ့တော့ကျွန်တော်ဒီ3ရက်အတွင်းကိုပြန်ပြီးကျွန်တော်တို့စမ်းစစ်ကြမယ်နော်3ရက်အတွင်းကို
နောက်ပြန်ရက်ချင်းစီ3ရက်အတွင်းကိုကျွန်တော်တို့ပြန်ပြီးတော့စမ်းစစ်ကြည့်ကြမယ်တဲ့အကိုတွေမှတွေနော်အဲ့တော့ကျွန်တော်ဒီကနေကျွန်တော်တို့သွားလိုက်မယ်အဲ့တော့ဒီက3ရက်ခွန်ရက်ခွန်3ပေါင်းတာ3ရက်3ရက်ကိုဒီ6နဲ့ပေါင်းခြင်းဒီ6ရက်လို့ဖြစ်တယ်ကျွန်တော်တို့အဲ့ဒီ6တပြားဒီနောက်တစ်ပွဲမှာကျွန်တော်တို့3ရက်အတွင်းထွက်မှာဆိုတော့ဒီမှာကျွန်တော်တို့80နဲ့90နဲ့ခွန်လို့ထွက်ပါတယ်တဲ့ကိုမများမြင်ရလားတွေ့ရလားအဲ့တော့ share လို့ရနိုင်ရင်တယောက်တစ်ချက်စီ share ထားပေးပါ like လက်မလေးတွေနှိပ်သွားပေးပါနော်အဲ့တော့နောက်တစ်ချက်ကိုသွားမယ်ဒီကဒီနှလုံးပေါင်းခြင်းဒီနှစ်ကိုဒီက8နဲ့ပေါင်းတာနော်နှစ်8ပေါင်းခြင်းဒီ3ညဖြစ်တော့3ညတပြားဒီ3ရက်အတွင်းမှာဆိုကျွန်တော်တို့မှာ3ညဘူးလို့ထွက်ပါတယ်တဲ့ကိုမတွေမြင်ရလားတွေ့ရလား share လို့ရရင် share ထားပေးပါ like လက်မလေးတွေတယောက်တစ်ချက်စီနှိပ်သွားပေးပါဗျာနော်ကိုရီမတွေတွေ့ရလားနော်အဲ့နောက်တစ်ပင်ကိုဆက်ပြီးကျွန်တော်တို့သွားကြမယ်နော်ဒီမှာကတော့ကျွန်တော်တို့တောက်ကြပိတ်ထားတော့ယူလို့မရဘူးအဲ့တော့ဒီ3လုံးပြန်ပေါင်းမှာပေါ့နော်6ရယ်ဒီက1ရယ်ဒီက3ရယ်နော်ဒီလိုသွားလိုက်မှာ3ကံပုံနေဟုတ်လား1 3 6ကနန်း3လုံးပေါင်းချင်းဒီ3ညဖြစ်တော့3ညတပြားဒီ3ရက်အတွင်းဆိုဒီမှာ80လို့ရိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီ3လုံးသွားမှာပေါ့နော်4ရက်8က2က3လုံးပေါင်းချင်းဒီ4ဖြစ်တော့ကျွန်တော်4တလုံးဒီ3ရက်အတွင်းမှာဆိုကျွန်တော်တို့က34ရက်14ရက်လို့ထွက်ပါတယ်ခွန်ရယ်3ညရယ်ဒီခွန်ရယ်ပေါ့နော်ခွန်3ညခွန်ကနန်း3လုံးပေါင်းချင်းဒီ4ဖြစ်တော့4တပြားဒီ3ရက်အတွင်းနဲ့ကျွန်တော်တို့54လို့ထွက်ပါတယ်ဟိုဒီမှာရိုးရိုးရှင်းရှင်းလေးပဲเนาะအဲ့တော့နောက်တစ်ပင်ကိုသွားမယ်ဒီ3လုံးတစ်ချက်သွားမှာ8က4ရယ်ခွန်ရယ်8 4ခွန်ကနန်း3လုံးပေါင်းချင်းဒီ9ရယ်လို့ဖြစ်တော့9တပြား3ရက်အတွင်းနဲ့ကျွန်တော်ကဒီတစ်ပင်မှာက2ပင်ဖောင်းထားတော့ဒီမှာသူက3ရက်အတွင်းမှာပဲသူကဘာလဲပဲထွက်တဲ့ရက်3ရက်အတွင်းမှာ90ဆိုတဲ့ကနန်းတစ်ခွက်ထွက်ရိုက်ပါတယ်ကိုဒီမတွေမြင်ရလားတွေ့ရလားဗျာနော်share လို့ရရင်တယောက်တစ်ချက်စီ share ထားပေးပါ like လက်မလေးတယောက်တစ်ချက်စီနှိပ်သွားပေးပါကိုဒီမတွေကျွန်တော်နော်မဆုံးမလင့်သောဇွဲလုံးလားနဲ့ကိုဒီမတွေကိုတေးသေးချာချာရှာပေးထားတယ်နော်မနေ့ကလည်းကျွန်တော်ပေါက်ကနန်းဖြစ်ခဲ့တယ်ကိုဒီမတွေဒါကြောင့်မို့ကိုဒီမတွေကိုကျွန်တော် share မူ share အားလေးတွေကိုတောင်းနေခြင်းဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ဆက်သွားမယ်အဲ့ဒီက2ရယ်5ရယ်ဒီ9ရယ်ပေါ့ကနန်း3လုံးပေါင်းချင်းဒီကျွန်တော်တို့နှလုံးပေါင်းချင်းဒီခွန်2 5ပေါင်းတာခွန်ကို9နဲ့ပေါင်းတာကိုဒီမတွေ6ဖြစ်တော့6 3ရက်အတွင်း96လို့ထွက်ပါတယ်ကိုဒီမတွေမြင်ရလားဗျနော်အဲ့တော့8နှလုံးပေါင်းတာက6ကိုဒီက2နဲ့ပေါင်းတာ8ရယ်လို့ဖြစ်တော့အဲ့ဒီ8တပြားဒီကိုဒီမတွေကျွန်တော်3ရက်အတွင်းနဲ့ဒီမှာ80နဲ့2လို့ထွက်တယ်တစ်ချက်နှစ်ချက်လောက်နဲ့တော့ကျွန်တော်တို့ကနော်ဒါလေးကိုဒီနေ့ဖြစ်နိုင်တယ်လို့ပြောလို့တော့မရဘူးဗျအဲ့တော့6က4ရယ်ဒီ6ရယ်6 4 6ကနန်း3လုံးပေါင်းချင်းဒီ6ရယ်လို့ဖြစ်တော့အဲ့ဒီ6တလုံးဒီကျွန်တော်တို့3ရက်အတွင်းမှာတဲ့ကိုဒီမတွေအဲ့ဒီမှာ60လို့ထွက်ပါတယ်2ရယ်6ရယ်နှလုံးပေါင်းတာ8ကိုဒီက9နဲ့ပေါင်းတာ3ရယ်လို့ဖြစ်တော့အဲ့ဒီ3တပြားဒီကျွန်တော်တို့3ရက်အတွင်းပါ30ခွန်83လို့ရိုက်ခဲ့ပါတယ်ကိုဒီမတွေမြင်ရလားတွေ့ရလား share လို့ရရင်တယောက်တစ်ချက်စီ share ပါ like လက်မလေးတွေများများလေးနှိပ်ခဲ့ကြပါအောင်ဘောနော်ချစ်တော်တို့အားလုံးပဲအဲ့တော့နောက်တစ်ပင်ကိုသွားမယ်ဒီကဒီနှလုံးပေါင်းကြီးนี่ကျွန်တော်ဘာလို့ရတယ်ဆိုရင်ကိုဒီမတွေ share တိုင်းတယောက်တစ်ချက်စီ share တာနော်ကိုလာနိုင်လားဆရာတဲ့ကိုလာနိုင်တဲ့ကိုဒီမတွေနော်ကြည့်ရင်တော့ပြပေးခဲ့မယ်နော်နောက်ဆုံးကိုကဲကိုဒီမတွေနောက်တစ်ချက်ကိုကျွန်တော်တို့နော်သွားကြမယ်အဲ့တော့9ရယ်8ရယ်ကနန်းနှလုံးပေါင်းတာခွန်ကိုဒီ6နဲ့ပေါင်းတာ3ရယ်လို့ဖြစ်တော့3တပြား3ရယ်အတွင်း34လို့ထွက်တယ်ရိုးရှင်းရှင်းလေးပဲကိုဒီမတွေတကယ်ကောင်းတဲ့စနစ်တွေမဟုတ်တော့ကိုဒီမတွေကိုမီးမောင်းထိုးပြပေးနေတာပါကဲကိုဒီမတွေနောက်တစ်ချက်ကိုဆက်သွားမယ်ပေါ့နော်တခါလေးမှာကောမန့်တွေမဖတ်အောင်ကိုဒီမတွေကျွန်တော်ဒီဆက်ပြီးတော့ကနန်းကကြော်သွားမှာဆိုလို့ဒီ3လုံး6ရယ်5ရယ်ဒီ3ညရယ်ပေါ့နော်6 5 3ညကနန်း3လုံးပေါင်းချင်း1ဖြစ်တော့1တပြား3ရက်အတွင်းကျွန်တော်1ခွန်လို့ထွက်ပါတယ်အဲ့တော့နောက်တစ်ပင်နောက်တစ်ခါကိုဆက်သွားမယ်ဒီက3ရယ်6ရယ်နှလုံးပေါင်းတာကို9ကိုဒီက9နဲ့ပေါင်းတာ8ရယ်လို့ဖြစ်တော့8တပြား3ရက်အတွင်းဆိုကျွန်တော်တို့ဗုဒ္ဓဖူးနေ့မှာ50 85ဆိုတဲ့ကနန်းထွက်တယ်ကိုဒီမတွေမြင်ရလားတွေ့ရလားနောက်တစ်ပင်ကိုသွားမယ်3ရယ်5ရယ်နှလုံးပေါင်းတာ8ကိုဒီကဘာနဲ့ပေါင်းမှလဲကိုဒီမတွေ3နဲ့ပေါင်းတော့1ဖြစ်တော့အဲ့ဒီ1တပြားဆိုတော့သူက3ရက်အတွင်းမှာဒီမှာကအပေါ်မှာ2ပွဲဖောင်းတယ်ဆိုတော့ကျွန်တော်တို့မှာနော်ဇာတာဝလေးကိုရောက်သွားခြင်းပေါ့နှမရင်တော့မရောက်ပါဘူးကိုဒီမတွေနော်တည်တည်ချာချာလေးတော့လိုက်ကြည့်ပေးပါကိုဒီမနောက်တစ်ခုက share တဲ့ရင်တယောက်တစ်ချက်စီ share ပေးပါဆိုကျွန်တော် Viber ဖုန်းနံပါတ်ကကြာထားလို့ကိုဒီမတွေကိုနော်အဲ့ဒါနောက်ဆုံးမှာကျွန်တော် Viber ဖုန်းနံပါတ်အစ်စ်လေးရေးပေးခြင်းတော့ကိုဒီမတွေကို
ဒါလေးကိုကျွန်တော်ရှယ်ခိုင်းခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာတစ်ခွန်လို့လာထွက်တယ်နော်ဒီမှာဒီ3လုံးတစ်ချက်သွားမှာ3ညရဲ့6ရဲ့1ရဲ့3လုံးပေါင်းတာခွန်ဖြစ်တော့ခွန်တစ်ပြား3ရဲ့အတွင်း1ခွန်ရဲ့ခွန်1ကဲ3ခွန်ရဲ့နော်80ခွန်ရဲ့ဆိုပြီး3ရဲ့အတွင်းမှာကဏ္ဍ3ခွက်ရိုက်ခဲ့ပါတယ်နော်အဲ့တော့နောက်တစ်ပင်ကိုတော့ကျွန်တော်က1ကဲ9ရဲ့ဒီက4ရဲ့ပေါ့နော်1 5 4ကဏ္ဍ3လုံးပေါင်းချင်း3ညဖြစ်တော့ဒီမှာ20ဆိုတော့ကဏ္ဍထွက်ပါတယ်ကိုဒီမှာကွက်ကွက်ကွင်းကွင်းလေးတွေ့အောင်ကျွန်တော်ဝိုင်းပေးနေတာနော်အဲ့ဒီက4ရဲ့3ရဲ့ဒီ6ရဲ့ပေါ့3လုံးပေါင်းတာ3ဖြစ်တော့အဲ့ဒီ3တပြားဒီတဲ့ကျွန်တော်တို့ကနောင်တပွဲမှာကျွန်တော်3ရဲ့အတွင်းနဲ့ကိုဒီမှာဒီမှာ3တစ်ချိန်ထွက်တယ်23 53เนาะအကိုဒီမှာအဲ့တော့နောက်တစ်ပင်ကိုတော့ဒီ3လုံးတစ်ချက်ပြန်သွားမှာ9ရဲ့3ညရဲ့ဒီ9ရဲ့အဲ့တော့ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့ဘာလို့ပြန်ရလဲဆိုရင်8လို့ရတော့သူကဗုဒ္ဓဖူးနေ့မနက်ဖြန်မှာကျွန်တော်တို့ကအဲ့ဒီ8တလုံးဒီအကောင်းဆုံးရက်ချင်းပြည့်လာတဲ့စနစ်ပါကိုဒီမိုင်နော်ဒါဆိုရင်ကျွန်တော်ဒီလောက်နဲ့တော့မကျင်းတဲ့ကိုဒီမိုင်နောက်တစ်ချက်ကိုကျွန်တော်ထပ်ပြပေးမယ်နော်အဲ့ဒီစနစ်ကိုအဲ့နောက်တစ်ချက်ထပ်ပြပေးမယ်ဆိုတော့ကိုဒီမိုင်ဒီကိုသွားမှာကျွန်တော်3ရက်အတွင်းပေါ့နော်ပွဲနောက်တစ်ပွဲရဲ့3ရက်အတွင်းမှာထွက်နေတဲ့စနစ်တွေကိုတစ်ခုပြီးတစ်ခုချုပ်ပြပေးမယ်ဒီမှာကျွန်တော်တို့ခွန်ရယ်လို့ဖြစ်တယ်ဗုဒ္ဓဘူးနဲ့ကနန်းစေးနှလုံးပေါင်းချင်းဒီခွန်အဲ့လိုခွန်ရယ်လို့ဖြစ်ကြကျွန်တော်ခွန်နဲ့အဲ့ဒီခွန်တစ်လုံးဒီနော်4 3ပေါင်းတာခွန်ရယ်လို့ဖြစ်တော့အဲ့ဒီခွန်တစ်လုံးဒီ3ရက်အတွင်းမှာရရမှာကျွန်တော်တို့ဒီမှာ80ခွန်ဆိုတဲ့ကဏ္ဍရိုက်တယ်အဲ့ဒီ8ခွန်နှလုံးကိုပဲတစ်ခါပြန်ပေါင်းလိုက်ကျွန်တော်9လို့ရတယ်အဲ့ဒီ9တစ်လုံးဒီ3ရက်အတွင်းကိုဒီမှာ56လို့ရိုက်တယ်ဒါမှကျွန်တော်တို့ဗုဒ္ဓဟူးမရှိတဲ့အခါကျတော့ယူလို့မရအောင်နောက်တစ်ပင်ကိုယူကြည့်မယ်9ရက်6ရက်ကဏ္ဍနှလုံးပေါင်းတာ9ရက်လို့ဖြစ်တော့အဲ့ဒီ9တစ်လုံးဒီ3ရက်အတွင်းဒီမှာ53ထွက်တယ်နော်35ထွက်တယ်51ထွက်တယ်အဲ့တော့ဒီမှာက6 6နှလုံးပေါင်းတာ8ရက်လို့ဖြစ်တော့အဲ့ဒီ8တပြားဒီ3ရက်အတွင်းဆိုတော့ဒီမှာကျွန်တော်တို့က89လို့ထွက်တယ်ဒါဆိုရင်ဒီကနှလုံးပေါင်းချင်း4ပေါ့ဘုံမှာ68ထွက်တော့နှလုံးပေါင်း4စီတဲ့3ရက်အတွင်းဆိုကျွန်တော်တို့က48လို့ထွက်ပါတယ်ကိုမများမြင်ရလားတွေ့ရလား share လို့ရရင်တယောက်တစ်ချက်စီ share ပါလိုက်လက်မလေးတွေတယောက်တစ်ချက်စီနှိပ်ပြီးအားပေးပါဗောနော်ကိုပြပေးပါဦးနဲ့နောက်ဆုံးပြပေးခဲ့မယ်ကိုကိုဒီမှာကြိုက်တယ်ဆိုရင်ကျွန်တော်ပြပေးမယ်နော်ဒီကားတော့ကျွန်တော်ခုလို့ရှစ်ကပြနေတာလက်ဆက်ဖြစ်လို့ကိုဒီမှာတွေကိုနော်ခဏလေးပဲတင်းကြီးခံပြီးကြည့်ပါဗောနော်အဲ့တော့ဒီနှလုံးပေါင်းချင်းဒီကျွန်တော်တို့က3လို့ဖြစ်တယ်ကိုဒီမှာတွေနော်3 3ညပေါင်းချင်း3ဖြစ်တော့3တစ်လုံးဒီ3ရက်အတွင်းဒီမှာကျွန်တော်တို့3 4ရယ်83ရယ်လို့ထွက်တယ်နော်အဲ့တော့ကျွန်တော်ဒီနှလုံးပြန်ပေါင်းမယ်83နှလုံးပေါင်း1အဲ့ဒီ1ဒီ3ရက်အတွင်းကျွန်တော်ဒီမှာ1ခွန်လို့ထွက်တယ်ကိုဒီမှာတွေ့ရလားဒီနော်1ခွန်ထွက်တယ်1 6ထွက်တယ်3ရက်အတွင်းမှာအဲ့တော့နောက်တစ်ပင်ကိုတော့ဒီက83ညနှလုံးပေါင်းချင်း8တယ်အဲ့ဒီ8တလုံးဒီ3ရက်အတွင်းနဲ့ကျွန်တော်58ဆိုတဲ့ကဏ္ဍမှာထွက်တယ်နော်9ရက်8ကဲနှလုံးပေါင်းတာ3ရက်လို့ဖြစ်တော့3တပြား3ရက်အတွင်းဒီမှာ83လို့ထွက်တယ်ဒီဘွဲကဖောင်းဘွဲယူလို့မရဘူးနော်သို့တော့ကျွန်တော်ကဒီပင်ကိုပြန်ကြည့်မယ်ဒီကနေပြီးတော့နှလုံးပေါင်း9ပေါ့ခွန်ရက်8ကဲပေါင်းတာ9ဖြစ်တော့အဲ့ဒီ9တလုံး3ရက်အတွင်းကလည်းဒီမှာ56ဆိုတော့ကဏ္ဍဒီရိုက်ခဲ့ပါတယ်3ရက်အတွင်းကိုအကျွမ်းဝင်တာဒီမှာတပင်ဖောင်းလာတာဖြစ်တဲ့တော့54ထိအကျွမ်းဝင်ပါတယ်ကိုဒီမှာနော်အဲ့တော့ကိုရီမတွေကိုကောင်းကောင်းကြီးတေးသေးချာချာလေးကြည့်နော်ကိုကြီးနော်ကိုကြီးမမြင်ရဘူးနဲ့တူတယ်နော်မျက်လုံးနဲ့မျက်မှောင်နေလားမသိဘူးအဲ့တော့ဒီမှာက3ရယ်5 3ပေါင်းတာ8ဖြစ်တော့ကျွန်တော်တို့အဲ့ဒီ8တလုံးဒီ3ရက်အတွင်းပါတဲ့နော်8တလုံး3ရက်အတွင်းဒါဆိုရင်ကိုရီမတွေကျွန်တော်တို့ကဒီလောက်နဲ့လည်းမဟုတ်သေးဘူးတဲ့အဲ့တော့ကျွန်တော်စနစ်တွေကအများကြီးပဲဗျာနော်ချုပ်ထားတဲ့စနစ်တွေကတော့တော်တော်လေးလှတယ်ကိုရီမတွေကြိုက်တာမကြိုက်တာတော့မသိဘူးကျွန်တော်မနက်ကိုကြိုက်တဲ့စနစ်ကလေးကိုပြပေးတာနော်ကြိုက်ရင်လည်းယူသုံးပါမကြိုက်ရင်လည်းကြော်သွားပါနော်အဲ့တော့အများမြင်တော့အများပေါက်စီခြင်းနဲ့စမ်းသားကြောင့်ပြတာဖြစ်ပါလေနော်အဲ့တော့အများမြင်လို့အများကိုပေါက်စီခြင်းတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ချက်ကိုကျွန်တော်တို့ဒီကောင်နဲ့ပြရင်တော့ကိုဒီမှာတော်တော်လေးရှုပ်သွားမှာနော်အဲ့တော့တော်တော်လေးရှုပ်သွားမှာကြော်လိုက်မယ်ဗျာနော်ကြော်လိုက်မယ်လို့နောက်တစ်ချက်သွားမှာရတော့အဲ့တော့ကျွန်တော်တို့နောက်တစ်ရွက်နဲ့ဆက်လိုက်ကြမယ်ခရီးဆက်လိုက်ကြစို့အဲ့တော့နောက်တစ်ပင်ကိုကျွန်တော်တို့သွားကြမယ်ဗျနော်အဲ့တော့ဒီက9ရယ်4ရယ်ပေါင်းတာ3ရယ်လို့ဖြစ်တော့3ရယ်ပါဝါ8တပြားဒီနောင်ပွဲမှာတဲ့ကျွန်တော်တို့3ရယ်အတွင်းထွက်ရမှာဆိုကျွန်တော်တို့မှာ82လို့ထွက်ပါတယ်အဲ့တော့ကျွန်တော်ဒီက3ရယ်ဒီ3ရယ်ပေါ့နော်3ရယ်8ကပေါင်းတာ1ဖြစ်တော့1ရယ်ပါဝါ6တပြားဒီ3ရယ်အတွင်းမှာတဲ့ကိုဒီမှာဒီ60လို့ထွက်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာပြန်သွားမယ်6ရယ်9ရယ်ပေါင်းတာ9ရယ်လို့ဖြစ်တော့
အဲ့ဒီ9ရဲ့ပါဝါ3ညာတပြားဒီတဲ့ကိုဒီမလေးကျွန်တော်3ရဲ့အတွင်းမှာဆို30လို့ထွက်ပါတယ်ဒီမှာနော်ကိုဒီမလေးတွေ့ရလားမသိဘူး30အဲ့တော့ဒီနှလုံးပေါင်းခြင်းကိုဒီမလေး9ရဲ့ခွန်ရဲ့ပေါင်းတာ2ရဲ့လို့ဖြစ်တော့အဲ့ဒီ2တလုံးဒီရဲ့ကိုဒီ2ရဲ့ပါဝါခွန်တပြားဒီ3ရဲ့အတွင်းမှာဆိုတော့ကျွန်တော်89လို့ထွက်ပါတယ်အဲ့တော့ခွန်ရဲ့3ညရဲ့ကဏ္ဍပေါင်းမှာနော်ခွန်3ညပေါင်းခြင်းဒီတဲ့ခွန်ရဲ့လို့ဖြစ်တော့ခွန်ရဲ့ပါဝါ2တပြားဒီတဲ့ကျွန်တော်3ရဲ့အတွင်းမှာဆိုတော့ဒီမှာကျွန်တော်3ည2ဆိုတော့ကဏ္ဍထွက်ပါတယ်4ရဲ့1ရဲ့ကဏ္ဍနှလုံးပေါင်းတာ9ရဲ့လို့ဖြစ်တော့9ရဲ့ပါဝါ3ညတပြားဒီ3ရဲ့အတွင်းမှာဆိုတော့ကျွန်တော်တို့3ညဘူးလို့ထွက်ပါတယ်တဲ့ကိုကိုမတွေမြင်ရလားတွေ့ရလားရှယ်နိုင်တော့ရှယ်ပေါ့နော်ကိုဒီမတွေရှယ်မှုရှယ်အားလေးနဲ့တယောက်တစ်ချက်စီအားပေးလိုက်လက်မလေးနဲ့နှိပ်ခဲ့ကြပါအောင်ချစ်တို့ဒီ3လုံးတစ်ခါသွားမယ်နော်အားလုံးရဲ့ဒီမှာက2ရဲ့6ရဲ့9ရဲ့ပေါင်းတာကိုဒီမိုက်1ဖြစ်တော့1ရဲ့ပါဝါ6တပြား3ရဲ့အတွင်းဆိုတော့သူကတော့ဒီမှာကျွန်တော်တို့3ရက်တည်းထွက်တဲ့ပွဲဆိုတော့เนาะ16ဆိုပြီးတော့ဗိပွဲကိုရောက်တယ်ပေါ့အဲ့တော့ဒီပင်ကိုကျွန်တော်တို့ကြော်ရမယ်ပေါ့เนาะဒီမှာကတော့ကျွန်တော်တို့တနင်္လာမရှိတဲ့ခါကျတော့ဒီ3လုံးပေါင်းတော့9ရက်ပါဝါ4တပြား3ရက်အတွင်းကျွန်တော်3ရက်အတွင်းမှာ54လို့ထွက်ပါတယ်ဒီနှလုံးပေါင်းခြင်းခွန်ရက်ပါဝါ2တပြား3ရက်အတွင်းမှာကျွန်တော်တို့ကဓမ္မကိုရင်းမှတ်တွေ23လို့ထွက်တယ်28လို့ထွက်တယ်ကိုရင်းမှတ်တွေမြင်ရလားမသိဘူးเนาะဒါဆိုဒီ3လုံးတစ်ချက်ပြန်သွားမယ်ကိုရင်းမှတ်ဘာလို့ရလဲတစ်ချက်ကြည့်ပါပေါ့เนาะသူကဘာလို့ရလဲဆိုကျွန်တော်ဒီ3လုံးပေါင်းခြင်းဒီဒီနှလုံးပေါင်းခြင်းဒီ2 1ပေါင်းတာ3ဖြစ်တော့3ရက်ပါဝါသူက8တပြားเนาะဒါကလည်း3ရက်အတွင်းပဲကိုဒီမှာเนาะကဲကိုဒီမှာနေเนาะချေရတဲ့အမျိုးတွေအားလုံးမကျွန်တော်တို့ဆက်ပြီးသွားကြမယ်เนาะအဲကျွန်တော်ဘယ်ကိုရောက်မလဲနောက်တစ်ချက်သွားမယ်ဒီကသွားမယ်เนาะ6ကြောင့်နှလုံးပေါင်းခြင်းဒီ2ရက်လို့ဖြစ်တော့အဲ့ဒီ2တလုံးဒီ3ရက်အတွင်းနဲ့အကိုဒီမိုက်သူကလည်းတဖြည်းဖြည်းနဲ့နော်ချုပ်ပင်တုပ်ပင်ဒီကောင်းတယ်ကိုဒီမိုက်နော်3ရက်အတွင်းနော်29လို့ထွက်တယ်ဒါဆိုဒီနှလုံးပေါင်းခြင်း1ပေါ့6ရက်5ရက်ပေါင်းတာ1ရက်လို့ဖြစ်တော့1တပြားဒီကျွန်တော်တို့3ရက်အတွင်းမှာကိုဒီမိုက်16လို့ထွက်ပါတယ်ဒါဆိုဒီနှလုံးပေါင်းခြင်းဒီကိုဒီမိုက်ဘာလို့ပြန်ရလဲဆိုရင်ကျွန်တော်တို့က9ရက်လို့ဖြစ်တော့9တပြားဒီ3ရက်အတွင်း52လို့ထွက်တယ်6ရက်ဒီက3ညရက်ပေါင်းတာ6ရက်လို့ဖြစ်တော့6တပြား3ရက်အတွင်း16လို့ထွက်ပါတယ်ဒါဆိုရင်နောက်တစ်ပတ်သွားမယ်ဒီ3လုံးတစ်ချက်ပြန်နှလုံးသွားမယ်နော်6ရက်9ရက်နှလုံးပေါင်းခြင်းဒီ9ဖြစ်တော့အဲ့ဒီ9တပြားဒီ3ရက်အတွင်းမှာကျွန်တော်တို့က50ခွန်လို့ထွက်တယ်ဒါဆိုဒီက3နှလုံးပေါင်းခြင်းဒီ6ဖြစ်တော့6တပြား3ရက်အတွင်း16လို့ထွက်ပါတယ်ဒါဆိုရင်နောက်တစ်ပတ်ကိုသွားမယ်ဒီနှလုံးပေါင်းခြင်းဒီ1ရက်လို့ဖြစ်တော့1ရက်ပါဝါ6sorry နော်နောက်3လုံးပေါင်းခြင်းနှလုံးပေါင်းခြင်းဒီကျွန်တော်3ပေါင်းခြင်း6ဖြစ်တော့6တပြားနော်16တောင်ဖြစ်ကုန်နော်16ထွက်တယ်6တပြားကိုဆွဲပြီးတော့ဒီနှလုံးပေါင်းခြင်းဒီ1ရက်လို့ဖြစ်တော့ကျွန်တော်တို့ကအဲ့ဒီမှာသူက1တပြားဆိုတော့ကခွန်1လို့ထွက်တယ်1ရက်4ရက်နှလုံးပေါင်းတာ9ရက်လို့ဖြစ်တော့အဲ့ဒီ9တပြားဒီ3ရက်အတွင်းဆိုသူက56လို့ထွက်တယ်6ရက်4ရက်46ပေါင်းခြင်းဒီ3ညဖြစ်တော့3ညတပြား3ရက်အတွင်းမှာကျွန်တော်40 60ဆိုပြီးထွက်တယ်ဒါဆိုတော့9နှလုံးပေါင်းတော့8ရက်လို့ဖြစ်တော့အဲ့ဒီ8တပြားဒီ3ရက်အတွင်းပါပဲတဲ့အကိုဒီမတွေသူကတော့8ကတော့မနှက်ပြန်မှာတော်တော်လေးလှတယ်နော်ကိုဒီမတွေတော်တော်လေးကောင်းတယ်အဲ့တော့ကိုဒီမတွေကိုရလဲရစီခြင်းနဲ့ပေါက်လဲပေါက်စီခြင်းနဲ့အဲ့တော့ကိုဒီမတွေရှယ်မှုရှယ်အားလေးတွေနဲ့ကူညီလို့ပြီးတော့နော်ကျွန်တော်ကတ်လုံးလေးတွေပြခဲ့မှာအဲ့တော့1000ကျော်သောအမျိုးတွေမင်္ဂလာပါနော်လိုက်လက်မနှိပ်တဲ့လူကတော့ပါတယ်ဗျာနော်ကိုဒီမတွေလိုက်လက်မနှိပ်တဲ့လူကတော့ပါလေးပဲရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်လိုက်အောင်ပေါ့နော်အဲ့တော့ခဏကတော့သူကနှစ်ဆိုင်ညီတဲ့ကောင်ကလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ကိုဒီမလေးဒါလေးကိုကျွန်တော်အတိုပင်လေးကိုအရင်ပြမယ်ပြီးရင်ကိုဒီမလေးကိုကျွန်တော်အရှည်ပင်တစ်ချက်ပြန်ပြပေးမယ်နော်စိုက်ညီတဲ့စနစ်ကလေးကောင်းလို့အဲ့တော့ဒီနှလုံးပေါင်းခြင်းဒီကိုဒီမလေးဘာလို့ရလဲဆိုရင်9လို့ရတယ်ကျွန်တော်အဲ့ဒီ9ဘိုင်းကိုမှတ်ထားနော်အဲ့ဒီ9ဘိုင်းကိုသူကဘာနဲ့ပြီးရမှာလဲဆိုရင်အကိုဒီမလေးဒီနှလုံးပေါင်းခြင်း3ရဲ့ဒီကဘာနဲ့ပေါင်းမှာလဲကိုဒီမလေး3နဲ့9နဲ့ပေါင်းတာ2ရက်လို့ဖြစ်တော့2ရက်ပါဝါခွန်2ရက်နက်ခတ်4 5တပြား2ခွန်4အကတ်နဲ့เนาะသူကဘယ်ကိုလာလဲဆိုရင်2ခွန်4အကတ်နဲ့ဒီမှာ85 50ခွန်လို့ထွက်ပါတယ်ဒါဆိုကျွန်တော်ကဒီနှလုံးပေါင်းခြင်းဒီ3ပေါင်းခြင်းဒီ6ရက်လို့ဖြစ်တော့အဲ့ဒီ6တပြားကိုတဲ့သူကဘာနဲ့ကတ်ရမလဲဆိုရင်ဒီက9ရက်3ရက်နှလုံးပေါင်းတာ8ရက်လို့ဖြစ်တော့8ရက်ပါဝါ3 8ရက်နက်ခတ်1เนาะ
အဲ့တော့6ရှိ63 6တက်မှာကျွန်တော်တို့6တက်ဆိုတော့ကဏ္ဍထွက်ပါတယ်တဲ့ကိုမများမင်းရလားတွေ့ရလားလိုက်လက်မလေးတွေနှိပ်ပြီးကူညီခဲ့ပါဦးပေါ့နော်ချရတဲ့မျိုးတွေလိုက်လက်မနှိပ်တာအားနေနေသေးနော်အပြော့တွေတောက်ကလေးနဲ့နောက်2ချက်3ချက်လောက်ပေါ့နော်ဒီ3လုံးသွားမယ်ဒီနှလုံးပေါင်းချင်းဒီ1အဲ့တော့1ရဲ့လို့ဖြစ်တော့ဒီမှာ1ပိုင်းလို့ကျွန်တော်တို့ယူဆလိုက်ပေါ့နော်ဒီပွဲမှာ1ပိုင်းဆိုတော့ဒီက6ရဲ့ဒီက1ရဲ့6တက်ပေါင်းတာဒီခွန်ဖြစ်တော့ခွန်နဲ့ခွန်ရပါဝါဒီ2ခွန်နဲ့နှစ်ခတ်ဒီ3ညအဲ့တော့တပြားကိုကျွန်တော်တို့ကခွန်3ည2ကတော့1ခွန်ရဲ့1နှစ်က30ရဲ့နေရာမှာ1ခွန်ဆိုတော့ကဏ္ဍဒီအင်္ဂါနေ့တင်ပဲရိုက်ခဲ့တယ်ဒါမနေ့ပြန်မှာကျွန်တော်ရက်ချင်းစီးရဲ့ကဏ္ဍကိုပြပေးရနော်လိုက်လက်မလေးနှိပ်ပြီးအားပေးခဲ့ကြပါဦးကိုရီမတွေအားလုံးပါနော်မနေ့ဖန်မှာလည်းကျွန်တော်တို့တင်ွက်ကလေးတွေရွေးကြတာပေါ့နော်ကိုရီမတွေအဲ့တော့ကျွန်တော်ကဏ္ဍတွေကိုပြန်ရွေးမယ်ဆိုရင်တော့ကိုရီမဒီမှာကျွန်တော်အကုန်လုံးဗရိတ်တွေရောပါလေအကုန်ချုပ်ပြီးကိုရီမတွေကိုရွေးပေးခဲ့မယ်နော်စနစ်ကလေးတွေကြိုက်လို့ပါကိုရီမတွေနော်ကိုရီမတွေကြိုက်ရင်တော့ဒါလေးသုံးပေါ့ဗျာနော်မကြိုက်တော့လည်းမသုံးနဲ့ပေါ့အဲ့တော့ဒီနှလုံးပေါင်းခြင်းဒီ9ပေါ့9ရဲ့လို့ဖြစ်တော့အဲ့ဒီ9တပြားကိုသူကဘာနဲ့ပြီးရမလဲဆိုရင်ဒီနှလုံးပေါင်းခြင်း9ရဲ့4ရဲ့ပေါင်းတာတဲ့ကိုရီမတွေ9ရဲ့လို့ဖြစ်တော့9တဲ့9ရဲ့ပါဝါ4 9ရဲ့နှစ်ခတ်6 9တပြား9 4 6နဲ့ကိုရီမဒီမှာ56လို့ထွက်တယ်54လို့ထွက်တယ်ခဏနှစ်ကွက်ထွက်သွားခဲ့တယ်နော်ကိုရီမတွေနော်အခင်းလေးတွေလှတယ်အခင်းလေးတွေနော်ချရတဲ့မျိုးတွေတော်တော်လေးလှတဲ့စနစ်ကလေးမို့ဒါလေးကိုပြတာပါဒီနှလုံးပေါင်းခြင်း3ညရဲ့လို့ဖြစ်တော့ကျွန်တော်ဒီပွဲမှာ3ညတပြားလို့ဆိုလိုက်တဲ့အချိန်ဒီဗီလေးမှာရေးတယ်နော်အဲ့ဒီ3ညတပြားကို3ရဲ့6ရဲ့နှလုံးပေါင်းတာ9ဖြစ်တော့9တဲ့9ပါဝါ4 9နှစ်က6 3ညတပြား9 4 6အကိုရီမတွေထွက်တာပဲသူကဒီမှာလဲထွက်တယ်ဒီမှာလဲထွက်တယ်နော်3ညတပြား9 4 6နဲ့တော်တော်ကောင်းနေတဲ့စနစ်ပါကိုရီမတွေချစ်တော်မျိုးတို့နော်ချစ်တော်မျိုးတို့တော်တော်လေးကိုကောင်းနေတဲ့စနစ်ပါချစ်ရတော့နော်ချစ်ရတော့ညီကောင်တော်များအားလုံးပဲနော်ဟုတ်ပါတယ်ဘိုင်ဘာကအကိုရီမတွေကျွန်တော်မနက်ကခဏအရွေးလွန်သွားတယ်နော်မနက်ကဘိုင်ဘာကအကိုရီမတွေကမရလိုက်ဘူးနော်လိုင်းဘော်ကအကိုရီမတွေပဲရလိုက်တယ်ကျွန်တော်ရှိမှလာတောင်းတဲ့ကိုရီမတွေကန်ဆိုးမုံမုံကြတယ်ကျွန်တော်မနက်ကဒီတစ်ပူးလို့ထွက်တော့ဒီကနန်းကိုကျွန်တော်ပယ်လိုက်တယ်နော်ကျွန်တော်ညက်နေဘက်မနက်ဖက်မှာကျွန်တော်3ကိုကန်ပြီးတော့ကိုဒီမတ်တွေမညကလည်းလိုင်းပေါ်မှာပြခဲ့တဲ့အတိုင်းကိုကျွန်တော်ပေးတာပါနော်ဟုတ်ပါပြီကိုကြီးတို့အမကြီးတို့ညီလေးတို့ညီမလေးတို့နော်ဒါကဒီစနစ်တစ်ခုတည်းမဟုတ်ဘူးနော်ကိုဒီမတ်နောက်တစ်မျိုးကျွန်တော်ထပ်ပြပေးမယ်ကိုဒီမတ်တွေနော်ဒီအဲ့တော့ကျွန်တော်တစ်ချက်ကိုသွားမယ်ပေါ့နော်ဒီနှလုံးပေါင်းခြင်းကိုဒီမတ်ကျွန်တော်က8လို့ဖြစ်တော့အဲ့ဒီ8ပိုင်းကိုအဲ့တော့ဒီနှလုံးပေါင်းခြင်းဒီ9ရေလို့ဖြစ်တော့ကျွန်တော်9ရဲ့ပါဝါ4 9ရဲ့နှစ်ခတ်6 9 4 6နေနော်ရှစ်တပြားကို9 4 6ခတ်နေကျွန်တော်တို့က8 9ရဲ့8 4ရဲ့8 6ပဲသူကဒီလိုတစ်ဖြက်လာမယ်ဒီလောက်နဲ့မပြီးသေးဘူးကျွန်တော်တို့ကဏ္ဍကနည်းနည်းလေးချုံယူရမယ်စနစ်ထဲမှာပါတယ်နော်ဘာလို့လဲဒီလိုချိန်နေကြရင်ကျွန်တော်တို့ကပေါက်မှဖြစ်မှာဆိုတော့ကိုရီမတွေကပေါက်မဲ့ကဏ္ဍလေးတွေတော့ရမှာဖြစ်တော့မှာပေါ့နော်အဲ့တော့နောက်တစ်ချက်ပေါ့နောက်တစ်ချက်ဆိုဒါလေးကိုပဲထပ်ပြီးကျွန်တော်ချုပ်မှာကိုရီမတွေနော်ကျန်တာကိုရီမတွေတေချာလေးတော့ကြည့်သွားအဲ့တော့ဒီမှာကနှလုံးပေါင်းခွန်နဲ့အဲ့ဒီခွန်ကိုကျွန်တော်ဘာနဲ့ပြီးရမလဲဒီမှာနော်ဒီနှလုံးနော်3ရဲ့4ရဲ့ပေါင်းတာခွန်နော်အဲ့ဒီခွန်ကိုတဲ့ကျွန်တော်ခွန်ပိုင်းကိုဒီဘေးလေးမှာရေးမယ်အဲ့ဒီခွန်ပိုင်းကိုကျွန်တော်ကဒီကဗရိတ်က3ညဗရိတ်က3 3ပေါင်းတော့6ကိုဒီကခွန်နဲ့ပေါင်းတာ3ရဲ့လို့ဖြစ်တော့3ရဲ့ပါဝါ8 3ရဲ့နက်ခတ်5ခွန်တပြား3 8 5အကနဲ့ကျွန်တော်တို့ဒီမှာ85ဆိုတော့ကဏ္ဍကိုခရီးဆက်ခဲ့ပါတယ်ကိုမလေးမြင်ရလားတွေ့ရလားဗျနော်အဲ့တော့ဒီနှလုံးပေါင်းချင်း4ပေါ့4ပြတော့ကျွန်တော်ဒီပွဲမှာ4ပိုင်းလို့ယူလိုက်နော်3ရက်အတွင်းမှာပဲထွက်တာအဲ့တော့ဒီခွန်3ညပေါင်းချင်းဒီခွန်နဲ့ဗရိတ်ခွန်နဲ့ကျွန်တော်တို့ကဒီကခွန်အပိတ်နဲ့ပေါင်းလိုက်4ရက်လို့ဖြစ်တော့4တယ်4ပါဝါ9တယ်4ရက်နက်က2တယ်4တပြားကို4 9နှစ်အကနဲ့ကျွန်တော်ဒီမှာ40နှစ်ဆိုတော့ကဏ္ဍထွက်ပါတယ်ဒါဆိုရင်ဒီမှာကတော့ကျွန်တော်တို့ပိတ်ပွဲဖြစ်တော့ယူလို့မရဘူးเนาะဒီပွဲကိုဆက်သွားရအောင်ဒီနှလုံးပေါင်းချင်းကျွန်တော်တို့က9ရက်လို့ဖြစ်တော့ကျွန်တော်ဒီပွဲမှာ9ပိုင်းလို့ဆိုလိုက်တဲ့အချိန်မှာဒီကဗရိတ်က30နဲ့ဒီ1နဲ့ပေါင်းတာ1ရေလို့ဖြစ်တော့ကျွန်တော်1ပါဝါ6 1နက်က8နော်9တပြား1 6 8ကနဲ့56ဆိုတော့ကဏ္ဍထွက်တာပါအကိုတွေမတွေအဲ့တော့1500ကျော်မျိုးတွေလိုက်လက်မှတ်လေးနော်1000ကျော် 1k ကျော်လေးတော့ဖြစ်အောင်တော့နှိပ်ခဲ့ကြပါအောင်ဗျနှိပ်တဲ့ကိုတွေမတွေကမှန်လေးကိုလက်ကလေးနဲ့တောက်တယောက်တစ်ချက်စီပဲနှိပ်ခဲ့ကြနော်1600ကျော်တော့အမျိုးတွေမင်္ဂလာပါချစ်တော်တို့နော်အဲ့တော့ကျွန်တော်ချစ်လဲချစ်တယ်ကိုကျွန်တော်ကိုအားပေးတဲ့ကိုတွေမတွေအားလုံးကိုနော်ဒီနှလုံးပေါင်းချင်း9ရေလို့ဖြစ်တယ်ကျွန်တော်အဲ့ဒီ9ပိုင်းကိုနော်ဒါပွဲကိုကူးမယ်9ပိုင်းဗရိတ်က2နဲ့ဒီ6နဲ့ပေါင်းတာ6နှစ်ပေါင်းချင်းဒီ8ဖြစ်တော့8ရဲ့ပါဝါ3 8ရဲ့နက်က1အဲ့ဒီ8 3 1ကိုထိပြီးတော့ကျွန်တော်တို့ကိုတွေမတွေသူကနော်ကိုတလုံး8 3 1အကနဲ့ရိုက်ပေးရပါမယ်ဆိုတော့
ချစ်တော်တို့ရေဒီမှာကျွန်တော်တို့ဘာလို့ထွက်လဲဆိုရင်1-9လို့ထွက်ပါတယ်နော်ဒါကမှန်းကြီးကဏ္ဍတွေကိုကိုရီမတွေကိုကျွန်တော်အကုန်ချပြပေးနေတာနော်အဲ့တော့ဒီနှလုံးပေါင်းချင်းဒီ8ရယ်လို့ဖြစ်တော့အဲ့ဒီကျွန်တော်တို့ဒီ8ဘိုင်ကိုသူကဘာနဲ့ထပ်ကတ်ရမလဲဆိုအဲ့ဒီ8ဘိုင်ကိုတဲ့အဲ့တော့ဒီကဗရိတ်က30နဲ့ဒီနောက်ပိတ်6နဲ့ပေါင်းပါ9-10ပေါင်းချင်းဒီ6ဖြစ်တော့6တဲ့6ပါဝါလေး6နှစ်ခတ်6 646ဒီနှစ်ခုကအတူတူပဲလာတာနော်ချက်ကလည်းကြားတင်ပါပြီတဲ့ဟုတ်ပါတယ်ကိုရီမတွေနော်အင်္ဂါမကျော်လာတဲ့စနစ်ကအခုဘလို့မကျော်ဘူးကျွန်တော်ပြပေးနေရတယ်ဆိုတာကိုရီမတွေသဘောတာပေါက်လိုက်တော့နော်တော်တော်လေးကောင်းတဲ့စနစ်တွေချုပ်ထားတာဒါပေမဲ့ကိုရီမတွေမကြသေးတာကိုအားမငယ်နဲ့အဲ့တော့ဒီတစ်ဆက်ကတော့ဒီလိုရတယ်နော်ကလုံးလေးကနည်းနည်းလေးကွဲလိမ့်မယ်ကိုရီမနောက်တစ်ဆက်ကိုပြပေးမယ်ကိုရီမတွေကိုနော်အဲ့တော့သူကရိုးရိုးရှင်းရှင်းလေးပဲဗျနော်စောစောကလည်းကျွန်တော်ဒီလုံးကိုယူပြပြီးကိုရီမတွေအဲ့တော့ဒီနှလုံးပေါင်းချင်းဒီ4ဖြစ်တဲ့ကျွန်တော်တို့အဲ့ဒီ4ဘိုင်ကိုတဲ့ဒီမှာပုံမတက်ရေးလိုက်မယ်နော်အဲ့ဒီ4ဘိုင်ကိုသူကဘာနဲ့ပြီးရမှာလဲဆိုရင်6ကဲ2ကဲနှလုံးပေါင်းတာ8ရယ်လို့ဖြစ်တဲ့8ရပါဝါ3 8ရနှစ်ခတ်1အဲ့ဒီ8 3တဲ့နဲ့အဲ့ဒီမှာ48လို့ရိုက်တာပါတဲ့ကိုရီမတွေမြင်ရလားဗျအဲ့တော့နောက်တစ်ချက်ကိုသွားမယ်ဒီနှလုံးပေါင်းချင်းဒီ3ရယ်လို့ဖြစ်တယ်ကျွန်တော်တို့အဲ့ဒီ3ဘိုင်အဲ့ဒီ3ဘိုင်ကိုသူကဘာနဲ့ပြီးရမှာလဲဆို9ရ3ညရနှလုံးပေါင်းချင်းဒီ9ဖြစ်တော့9တဲ့9ပါဝါ4 9နှစ်ခတ်6 3တပြား646အဲ့ဒီမှာ34လို့ထွက်တယ်ကိုဒီမိုင်းဒါလေးကကျွန်တော်စားနေကြနေရာလေးလို့ပဲနော်မနေ့ကလည်းဒီငါးလေးရလာတဲ့ကောင်တမှာခွက်ခနဲ့လာတယ်ချစ်တော်တို့နော်လုံးမိုင်းပေးနိုင်တယ်ပဲကျင်တယ်မနှက်ပြန်မှာကျွန်တော်ရှစ်ကြိုက်တယ်ကိုဒီမိုင်းနော်ကိုဒီမိုင်းကြိုက်ရင်ဖြုံးကြိုက်ရင်လှုပ်နော်အဲ့တော့ကျွန်တော်စောကအကိုဒီမိုင်း6မင်းနေတဲ့ကိုဒီမိုင်းကျွန်တော်ပြပေးခဲ့မယ်ကိုဒီမိုင်းစိတ်ဤချမ်းသာခြင်းနဲ့နေနော်စိတ်ချမ်းသာလေးနဲ့နေကျွန်တော်ပြပေးခဲ့မယ်နော် like ကကျွန်တော်ဥမာ26မိနစ်ပဲရှိသေးတယ်ဆိုကိုဒီမိုင်းပြပေးလို့အချိန်မီသေးတယ်နော်ကျွန်တော်ပြပေးခဲ့မယ်ကျွန်တော်ကြိုက်တာရှစ်နော်မနှက်ဖန်နေတဲ့ကြံချင်းကိုသွားသေးချင်တာကကျွန်တော်6ကမပြောက်ပတ်သေးတယ်မှာပါတယ်နော်အဲ့ဒီချက်ပေါ့ဒီလုံးပေါင်းကြီး1ဖြစ်တော့ကျွန်တော်တို့အဲ့ဒီ1တစ်ပိုင်းလို့ဒီမှာယူလိုက်မယ်အဲ့ဒီ1ပိုင်းကို6ရေဒီက9ရေပေါင်းတာ1ဖြစ်တော့1ပါဝါ6 1နှစ်ခတ်8 1တပြား168ကကျွန်တော်တို့ကိုဒီမိုင်းဒီမှာ16ဆိုတော့ကဏ္ဍလေးရိုက်ခဲ့ပါတယ်ချစ်တော်တို့အားပေးတာကျေးဇူးပါနော်အားလုံးပဲချစ်ရတဲ့အမျိုးတွေလိုက်လက်မလေးတွေရောက်ချက်စီထပ်နှိပ်ခဲ့ကြအောင်ဗျာနော်ချစ်တယ်အလိုမလိုက်ဘူးနော်တိတ်ချစ်ပါတဲ့အမျိုးတွေအားလုံးပဲဒီလုံးပေါင်းကြီး8ရေလို့ဖြစ်တဲ့ကျွန်တော်တို့အဲ့ဒီ8ပိုင်းကိုအဲ့ဒါကျွန်တော်ဒီမှာဘယ်လိုသွားမှလဲကိုရီမတွေဒီနှလုံးပေါင်းချင်း3ရေလို့ဖြစ်တော့3ရပါဝါ8 3ရနှစ်ခတ်5 8တပြား358အကတ်နော်အဲ့တော့8တပြား358အကတ်မှာတဲ့ကိုရီမတွေကျွန်တော်ဘာလို့ထွက်ပါတယ်လဲ58လို့ထွက်တယ်ဒါဆိုရင်ဒီနှလုံးပေါင်းလိုက်မယ်ကိုရီမတွေအဲ့တော့ကျွန်တော်8လို့8နဲ့9နဲ့ပေါင်းတာ3လို့ရတော့အဲ့ဒီ3ပိုင်းကိုဒါဆိုရင်ဒီနှလုံးပေါင်းချင်းကိုရီမတွေ3ရက်9ရက်ပေါင်းတာတဲ့ကျွန်တော်2ရက်လို့ဖြစ်တော့2ရက်ပါဝါခွန်2ရက်နှစ်ခတ်4 3တပြား2ခွန်4က30ခွန်လို့ထွက်ပါတယ်ချစ်တော်မျိုးတွေအားလုံးပဲမင်္ဂလာပါเนาะတယောက်ချက်စီလိုက်လက်မလေးတွေ share မှု share အားလေးတွေတော့အားပေးလိုက်ကြပါဦးအဲ့တော့2000ပြည့်တော့မယ်ကိုဒီမိုင်လိုက်လက်မနှိပ်တဲ့လူက1500မပြည့်ပါဘူးเนาะ1000ကျော်လေးပဲရှိပါသေးအဲ့တော့ကိုဒီမိုင်တွေဘယ်လိုပဲဖြစ်ဖြစ်เนาะလိုက်လက်မလေးတွေထပ်နှိပ်ခဲ့ကြပါဦးเนาะမနှိပ်ရသေးတဲ့အမျိုးတွေကထောင်ကြီးကိုချစ်သေးတယ်ဆိုရင်ပေါ့ဗျာเนาะချစ်တဲ့မျိုးတွေအားလုံးပဲထပ်နှိပ်ခဲ့ကြပါဦးเนาะသူများကကြော်ညာလာငှားနေတယ်ငှားနေရင်လည်းလှုပ်လိုက်ဗျာเนาะထည့်လိုက်ကြော်ညာတာထည့်လိုက်ဒီနှလုံးပေါင်းခြင်းတွေကိုရီမတွေကျွန်တော်တို့က8ခွန်ပေါင်းခြင်း9ဖြစ်တော့ဒီမှာယူမရလေเนาะကိုရီမတွေအဲ့ဒီ9ပိုင်းကိုအဲ့တော့1ရက်9ရက်ပေါင်းတာ6ရက်လို့ဖြစ်တော့6ရက်ပါဝါ1 6ရက်နှစ်ခတ်9 5တပြား6တက်9က56လို့ထွက်ပါလိဒီပင်လေးမှာကျွန်တော်တို့ယူလို့မရဘူးနောက်တစ်ပင်လေးကိုကြော်ပြီးယူကြမယ်เนาะချစ်တော်တို့အားလုံးပဲလိုက်လက်မလေးတွေနှိပ်ခဲ့ကြအောင်ချစ်တော်တို့เนาะအဲ့တော့ဒီမှာကျွန်တော်ဒီနှလုံးပေါင်းခြင်း8လို့ရတော့ကျွန်တော်တို့အဲ့ဒီ8ပိုင်းเนาะဒီမှာယူမရဘူးဒီမှာကြောယူရတာကြောယူရလို့ကျွန်တော်ကြောမယူရတဲ့စနစ်တွေနဲ့ထောက်ပြီးတော့ကိုဒီမှာ8ပိုင်းကိုပြတာเนาะဒီမှာကတော့တပင်းကြောတယ်ဆိုတာပြက်သွားတတ်တယ်ပေါ့เนาะဒီကတ်လုံးပြက်သွားတတ်တာကိုပြောတာเนาะကိုဒီမှာ8ကတော့မနှက်ပြန်မှာကျင်းတွေပေါ့အားကောင်းတယ်เนาะကိုဒီမှာဒီနှလုံးပေါင်း1ရေလို့ဖြစ်တော့1ရက်ပါဝါ6 1ရက်နှစ်ခတ်8အဲ့တော့သူကလည်းလှတာပဲဟုတ်တယ်မလားကိုဒီမှာ8ဘူးเนาะအဲ့တော့ကျွန်တော်တို့တင်ခွက်ဒီတကယ်လှတဲ့ခွက်ဖြစ်နေတယ်เนาะ86ဒီကလာတဲ့အကောင်ဒီတဲ့ကျွန်တော်တို့ဘာတွေပြန်လာလဲဆိုရင်တစ်ချက်ပြန်ပြီးစစ်ကြည့်ရအောင်အဲ့တော့ကျွန်တော်86ဒီတူနေပြီဆိုတော့ကျွန်တော်က89ထည့်မယ်84ထည့်မယ်ကဏ္ဍက5ခွက်เนาะကဏ္ဍက5ခွက်
နော်ကိုဒီမနော်ဒီလိုလေးတော့တွေ့တယ်နော်လိုင်းပေါ်မှာတော့ပြနေတာအာယူပဲเนาะကျွန်တော်ကလင်နာနဲ့ဒီလိုကင်ပြတာတော့ကျွန်တော်တယောက်ပဲတွေ့ပါတယ်လို့เนาะထပ်အောင်ပါ2ယောက်လဲဆိုတော့နောက်တစ်ခုကကိုရီမတွေအဲ့ဒီဟာကိုမေးမယ်စားကိုရီမတွေကျွန်တော်လားဘသူလားလို့တီးချင်ရင်ဒီဖုန်းနံပါတ်ကိုအသေးမှတ်တာเนาะ KB ဝေပြီးဖုန်းနံပါတ်တွေကိုအသေးမှတ်နောက်တစ်ခုကိုရီမတွေ Telegram link ကိုအသေးမှတ်တာเนาะဒီဟာတွေကိုအသေးမှတ်ပြီးယူဒီ Viber ဆိုတာတွေကခဏခဏပြတ်တာเนาะအချိန်မောင်းမရေတွက်နိုင်တော့ကိုရီမတွေကိုကျွန်တော်ပြောတာလည်းမနှဲတော့ဘိုင်ဘာဆိုတော့မကြာခဏကြတယ်အကိုရီမဒီဖုန်းနံပါတ်ကလေးတွေအသေးမှတ်ထားဒါမှအကိုရီမဒီဖုန်းနံပါတ်ကိုမှတ်ထားမှအဆင်ပြေမှာနော်ရှစ်မိနစ်ဆင်းပါစီအဲ့တော့ကျွန်တော်တို့မနေ့ရလို့ပေါ့နော်အောင်စီပိုင်စီနိုင်စီပေါ့ဗျာနော်အောင်ပါစီပေါ့အားလုံးပဲနော်အဲ့တော့စောစောကကျွန်တော်ကိုးမေးတဲ့အကိုကြီးကိုကျွန်တော်တစ်ချက်ပြပေးခဲ့မယ်နော်ကိုးမေးတဲ့အကိုကြီးကိုကျွန်တော်တစ်ချက်ပြပေးခဲ့မယ်အဲ့ဒီကိုးကလည်းအတော်လေးကောင်းတယ်တပြက်ပွဲမရှိသေးဘူးနော်သူကလည်းဒီကနေစတာမွေးကနန်းဒါဆိုရင်ကိုဒီမကျွန်တော်မွေးကနန်းပဲပြပေးကြတော့မယ်ကိုဒီမဒီကြည့်မလားကိုနဲ့အကိုကြီးတွေအမကြီးတွေကြီးကျင်တဲ့ကိုဒီမတွေပါသေးလားမပါရင်လိုက်ရိုးသိမ့်မှာနော်အကိုဒီမတွေကြည့်မယ်ဆိုရင်ပြမယ်မကြည့်ဘူးဆိုရင်လိုက်ရိုးသိမ့်မယ်အဲ့တော့ကိုဒီမတွေနော်တချင်းမဆိုတော့ဘူးလားတဲ့ဆိုချင်တာပေါ့ဗျာနော်လေချောင်းနဲ့တော့နည်းနာတော့တဲ့ကိုဒီမဒီမှာကျွန်တော်ချက်ပြမယ်ဒီလုံးပေါင်းကြီးကျွန်တော်6ဖြစ်တော့အဲ့ဒီ6ဒီနောက်တစ်ပွဲမှာကြာရမယ်အဲ့ဒီ6ကိုဘာနဲ့ကတ်ကြရမလဲဆိုတော့ကိုမေးတဲ့အကိုကျွန်တော်တခါလေးပြမယ်နော်သူကလာတာဒီကလည်းလာတာကိုဒီမဒီနှလုံးပေါင်းချင်းကိုအဲ့ဒီ6ဒီမပြောက်ရဘူးဒါပေမဲ့ဒီမှာကတ်လုံးကဒီကလာတာဒီနှလုံးပေါင်းချင်း6ရယ်လို့ဖြစ်တော့အဲ့ဒီ6တပြားကိုဒီ3လုံးပေါင်းချင်း3ရယ်လို့ဖြစ်တော့အဲ့ဒီ6တပြားကိုအဲ့ဒီ3အပါဝင်3ရယ်4ရယ်9ရယ်3ရယ်ဒီကနန်း3လုံးမှာပြန်ထည့်ရမှာနော်အဲ့တော့ဒီပွဲမှာကျတော့အကိုကြီး6လိုက်နေတဲ့ကိုကြီးဒီကနန်းလေးမွေးရင်ကိုကြီးအကျိုးမရုံနိုင်ဘူးနော်ဒီနှလုံးပေါင်းချင်းဒီ6ရယ်လို့ဖြစ်တယ်အဲ့ဒီ6တပြားကိုတဲ့သူကအကိုလေးမစစ်ကြည့်လို့ရတာကျွန်တော်ပွဲတိုင်းဒီပါလဲပြခဲ့ပူပါတယ်ဒီနှလုံးပေါင်းချင်းဒီ6ရယ်လို့ဖြစ်တော့အဲ့ဒီ6တပြားဒီ3လုံးပေါင်းချင်း3ညဖြစ်တော့3ညရယ်2ရယ်နော်3ညရယ်2ရယ်သူက6တလုံးအပါဝင်အဲ့တော့ကျွန်တော်6ဘူးရယ်90ရယ်92ရယ်ဆိုပြီးသူကကဏ္ဍကဒါကြံရက်မှာဒီလိုရှိတယ်နော်အကိုလေးမတွေကြာရင်ပြောတာပါနော်ကြာရင်ပြောတာပါအဲ့တော့အောင်ပါစီပေါ့ဇေယတုနဲ့ချွေတပြေနုခတ်ဝေပေါ့နော်ရွှေရည်ချမ်းလောင်းလို့တောင်းစုပန်ချီနော်အကိုလေးမတွေအောင်မြင်ကြပါစေပေါ့နော်ချစ်တော်တို့ကျွန်တော်ဒီမှာ break လေးထည့်ပေးတာတမျိုးမထင်နဲ့အကိုလေးမတွေမနှက်ပြန်မှာကျွန်တော်တို့ break လမ်းကြောင်းရှိပါတယ်နော် break လမ်းကြောင်းရှိတယ်ဒါပေမဲ့ break လေးထည့်ပေးခဲ့မယ်နော်ဒါဆိုရင်ကျွန်တော်တို့ကစောစောကဒီရှစ်နဲ့ပတ်သက်ပြီးကျွန်တော်ဒီညားလေးမှာတိုးပြီးရေးရမယ်ကောင်ကဘာရှိမလဲဆိုရင်ကျွန်တော်တို့ကရှစ်ဘူးရယ်ရှစ်ဘူးရှစ်တက်ပေါ့နော်ဒါဆိုရင်80တက်ကိုဒီမှာထည့်လိုက်မယ်နော်အာဒီယာမလို့တဲ့ရှစ်ဘူးကနောက်ကိုသွားပေါ့နော်ကနန်းကဒီလိုရှိမယ်နော်ဒါကမနှမ်းညစနစ်တည်းပဲနော်ကိုရီမိုက်ဒါမှကျွန်တော်တို့တကွက်သေးထိုးခြင်းတယ်ဆိုရင်တော့ကိုရီမိုက်လာယူနော်အဲ့တော့ဒီစနစ်ကိုဗရိတ်နဲ့စနစ်ကိုမပြတော့ဘူးနော်ကိုရီမိုက်ဗရိတ်နဲ့စနစ်ကိုမပြတော့ကိုရီမိုက်တွေ့ရလားမသိဘူးနော်အဲ့တော့6နဲ့လိုက်တဲ့ကိုရီမိုက်စောက90ရယ်92ရယ်နော်အဲ့ဒါလေးတင်ထိုးတာနော်ဒါကတော့ကျွန်တော်တို့မနှမ်းညမှုပေါ့နော်မနှက်ပိုင်းတီးတန့်ရယ်လို့တော့မဟုတ်ဘူးမနှမ်းညမှုရှစ်နဲ့ပတ်သက်ပြီးတော့ကနန်း၅ခွက်ဆိုတော့တချို့ကပြောဦးမယ်ကနန်းကကုံနေပြီလို့နော်ကနန်းကကုံနေပြီလို့ဘာလို့လာအောင်မလဲအဲ့မှာကျွန်တော်အကြိုက်ဆုံးကနန်းကဒီကနန်းနော်ဒီကနန်းဒါအကြိုက်ဆုံးကနန်းကိုဒီမှာကြိုက်ရင်တော့3ပေါ့နော်အကြိုက်ဆုံးကနန်းအကြိုက်ဆုံးကနန်းထဲမှာကျွန်တော်တို့86ဆိုတော့ကနန်းပါပါတယ်ကိုဒီမှာကြိုက်ရင်ထည့်3ပါဘောနော်ချရတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလူရင်ဆန္ဒတလုံးတော်ဝါသည်ပြည့်စုံကြပါစေနော်အမေကောင်းပါ၏စိတ်ဆန္ဒတွေပြည့်ဝကြပါစေလို့နော်ထောင်ရဲ့ live show ထဲမှာကြည့်ရှုအားပေးတဲ့အကိုမတွေအားလုံးပဲကြံကြံမှာချမ်းသာသာရှိကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါ၍လူရင်ဆန္ဒတလုံးတော်ဝါသည်ပြည့်ကြပါစေအောင်ပါစီပိုင်စီနိုင်စီလို့နော်အဲ့တော့အတိတ်တပေါင်းနမိတ်ဆောင်လို့နော်ကျွန်တော်တို့ကအောင်ပါစီနော်အောင်ပါစီပိုင်ပါစီနိုင်ပါစီရကြပါစီနော်အကိုဒီမတွေကန်ဆက်လို့မြတ်ကြပါစေကံပေးလို့ရကြပါစေနော်ဘာတင်ရမလဲဆရာတဲ့ကျွန်တော်ဒီမှာအကိုဒီမတွေတင်ခိုင်းထားတယ်နော်ဒီမှာဘာကိုတင်ရမလဲဆိုရင်86ကိုတင်ပြီးထိုးပါနော်
အကိုရီမိုက်စောကဘိုင်ဘာပြတ်သွားတဲ့နော်ဒီဘိုင်ဘာကပြတ်သွားပြီနော်အကိုရီမိုက်ဒီမှာဘိုင်ဘာကဒီဘိုင်ဘာနှလုံးပြတ်သွားတာဖြစ်သည့်အတွက်ကျွန်တော်တို့ဒီ66ခွန်ခွန်63လုံး18ဆိုတဲ့ဘိုင်ဘာကိုကိုရီမိုက်ဒါလာရောက်ပြီးတော့နော်မနက်ဖြန်မှာတကွက်သေးသောကဏ္ဍကိုဒီ8ထဲကပဲကျွန်တော်တကွက်သေးသောတင်ကဏ္ဍပေးမှာနော်ဒီ8နဲ့ကဏ္ဍနော်ဒီမှာကိုရီမိုက်တွေကိုဒီမှာရွေးချယ်ပေးထားခဲ့သို့တော့ကျွန်တော်နောက်ထပ်ထပ်ပြီးကျွန်တော်အကြိုက်ဆုံးကဏ္ဍတစ်ကွက်ရှိတယ်အဲ့ဒါလေးကိုကိုရီမိုက်တွေကိုပေးမယ်နော်အားလုံးမတက်တာပါကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေကိုစိတ်နှလုံးသုံးပါလုံးဘဝဆမဆက်ဆက်ဆင်ပြေကြပါစေဘဝမောတွေပြေကြပါစေထာဝရမောတွေပြေကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ထက်အောင်ရဲ့လိုက်ရှိုးစီစဉ်ကိုဒီမှာလည်းအဆုံးသတ်ပါတယ်ဗျအားလုံးမတက်တာပါနော်